အခုမှစပြီးတော့နော်ဂျီလီကမိတ်ဆက်လာတဲ့ robot taxi လေးကိုမြင်ရမှာပဲဖြစ်ပါတယ်အခု robot taxi ကတော့ကျွန်တော်အနောက်မှာမြင်ရတဲ့အတိုင်းပဲဒီဇိုင်းပိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝလန်ထွက်နေရပဲသူကြကြပုံတော့ကားတစ်စီးကိုစပြီးတော့မိတ်ဆက်ခဲ့တယ်အဲ့ကားလေးကတော့ဘာလဲဆိုတော့ Galaxy Starlight 2ဆိုတဲ့ကားလေးကိုစပြီးတော့မိတ်ဆက်လာတာတွေ့ရတယ်အဲ့ဒါလေးတစ်ချက်ကျွန်တော်လိုက်ပြပေးမယ် let's goက009က style လေးနဲ့တော်တော်လေးစင်တူတာကိုတွေ့ရတယ်သူတို့တွေကကြတော့ JIC ရဲ့အောက်မှာပဲရှိတာဖြစ်တဲ့အတွက် design concept လေးတွေမှာတချို့နေရာလေးတွေမှာနည်းနည်းလေးတူတာမျိုးလေးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုမှာတွေ့ရတဲ့ E5 ပေါ့နော်မြန်မာနိုင်ငံကိုဝင်လာတဲ့ EX5 ကိုပေါ့နော်ဒီမှာတော့ E5 အနေနဲ့ပြသထားရလဲတွေ့ရတယ်ပေါ့နော်မင်္ဂလာပါဗျာဒီတစ်ခေါက်ဘေကျင်းမော်တာရှိုးမှာဆိုလို့ရှိရင်ဂျီလီကအများကြီး revolution လောက်လာတာကိုတွေ့ရရပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီမော်တာရှိုးတွေကိုဝင်လိုက်တာနဲ့ဒီဘက်မှာဆိုလို့ရှိရင်ဂျီလီကဘူးနှစ်ခုယူထားတာတွေ့ရတယ်ပထမဘူးတစ်ခုမှာဘာလဲဆိုတော့ကျွန်တော်ဥမာအနောက်မှာမြင်နေရတဲ့ concept လေးတစ်ခုကိုမိတ်ဆက်ထားပြီးတော့ဟိုဘက်မှာဆိုလို့ရှိရင်ဂျီလီရဲ့ Galaxy တီးတန့်ကိုပြသထားတာတွေ့ရရပေါ့နော် Galaxy အောက်မှာရှိတဲ့ Moran တွေကိုပြသထားတာတွေ့ရရပေါ့နော်အဲ့တော့ဟိုဘက်ချက်ကိုကျွန်တော်နောက်ပြီးထပ်ပြောပြမယ်ဒီဘက်မှာဆိုလို့ရှိရင်ဘာတွေ့ရမလဲဆိုတော့အခုမှစပြီးပေါ့နော်ဂျီလီကမိတ်ဆက်လာတဲ့ robot taxi လေးကိုမြင်ရမှာပဲဖြစ်ပါတယ်အခု robot taxi ကတော့ကျွန်တော်အနောက်မှာမြင်ရတဲ့အတိုင်းပဲဒီဇိုင်းပိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝလန်ထွက်နေတာပဲပထမဦးဆုံးထင်သားမြင်တာဒီဇိုင်းမှာပြောရမယ်ဆိုလို့ရှိရင်သူ့အနောက်မှာပေါ့နော်မြင်နေရတဲ့ဘိန်းအလွိုင်းဒီဇိုင်းပဲအလွိုင်းဒီဇိုင်းကရုပ်တရက်ကြည့်ရင် transparency သွားထားတဲ့ဒီဇိုင်းမျိုးလေးနဲ့ concept ကိုလုပ်ထားတာကိုတွေ့ရရပေါ့နော်သူတကားနှစ်ပေါက်ပုံစံလေးကလည်းကျွန်တော်တို့ရင်ခွဲဖွင့်ရမယ်ဒီဇိုင်းလေးမှာရှိမယ်တကားကလည်း flash door handle ဖြစ်တဲ့အနေအထားလေးမှာရှိရရပေါ့နော်ပြီးတော့ဒီကောင်က robot taxi ဖြစ်တာဖြစ်တဲ့အတွက် mount to bus နဲ့သွားမယ်ဒီကားလေးကိုစပြီးတော့ test run လုပ်နေပြီလို့လည်းသိရရပေါ့နော်ဒီကားကိုစပြီး test run လုပ်တဲ့မျိုးနှစ်မျိုးကဟန်ကျိုးရယ်နောက်ပြီးတော့ရှူကျူးလားဘာလားမသိကျွန်တော်အတန်ထွက်မှန်းမှာမယ်ကျွန်တော်အောက်မှာ silent လေးထိုးပေးထားမယ်ပေါ့နော်အဲ့မျိုးနှစ်မျိုးမှာစပြီးတော့ဒီကားကိုစပြီး test run လုပ်နေပြီလို့သိရတယ်ဒီကောင်က robot taxi ဖြစ်တာဖြစ်တဲ့အတွက်လုံးဝမောင်းသူမဲ့ဖြစ်မယ်သူ့မှာဆိုလို့ရှိရင်လုံးဝဒီနောက်ပိုင်းပေါ့နော် intelligence တွေကိုတော်တော်လေး upgrade လုပ်လာပြီးတော့သူ AI ကိုအသုံးပြုပြီးတော့ဒီကားကိုဖန်တီးထားရလို့သိရတယ်လက်တလုံးမှာဆိုလို့ရှိရင်တော့ဒီ robot taxi ကတော့ concept အစစ်မှာပဲရှိသေးတယ်ဆိုပေမဲ့အများကြီး developer ဖြစ်လာတာကိုတွေ့ရတယ်သိမကြခင်အတွင်းမှာဆိုလို့ရှိရင်တော့ဒီကားကို concept အစစ်ကနေမှစပြီးတော့မိတ်ဆက်နိုင်မှုကိုစူးစမ်းနေရပါတော့ဒီပွဲလေးမှာတော့လက်တလုံး concept အနေထားလေးပဲရှိတယ်အဲ့တော့ကားလေးရဲ့ design လေးကိုအကျဉ်းလေးကြည့်လိုက်အောင်အလွိုင်းနဲ့မိုက်တာပေါ့အလွိုင်းဒီဘက်ဘေးမှာမြင်နေရတဲ့ design မှာဆိုလို့ရှိရင်လည်း transparency design လေးသွားပေးထားတာကိုတွေ့ရတယ်အရှိမဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီပေါ့နော်ဒီမှန်ကနေဆင်းလာတဲ့ဒီအောက်မှာဘာရှိမလဲဆိုတော့ကျွန်တော် display လေးတစ်ခုရှိမယ်အဲ့ဒီ display ကနေထုံးစံအတိုင်းကျွန်တော်ဒီစာရီပိုင်းထိုးတဲ့အပိုင်းတွေကိုလည်းလုံးလို့ရတဲ့အနေအထားလေးမှာရှိတယ်သူက robot taxi ဖြစ်တာဖြစ်တဲ့အတွက် mount to man ဖြစ်တာဖြစ်တဲ့အတွက်သူ့မှာအရေးကြီးဆုံးကကြတော့ autonomous နဲ့ကျွန်တော် AI ပေါ့နော်သူက AI ဆိုလို့ရှိရင်လည်းလက်ရှိအနောက်မှာသူကဘုံနဲ့တေချာလေးပြထားတာဘာတွေ့ရလဲဆိုတော့ full domain ကို AI 2.0 ထိအသုံးပြုထားတာဖြစ်တဲ့အတွက် safety ပိုင်းမှာဆိုလို့ရှိရင်လည်းစိတ်ချရဲဆိုတဲ့အနေအထားလေးမှာရှိရလို့သူကတော့မိတ်ဆက်သွားရပေါ့နော်အနောက်မှာသူ့ရဲ့ဒီပေါ့နော်ဒီ intelligence နဲ့ပတ်သက်တဲ့ဟာလေးတွေပြထားတာရှိတယ်ချက်သွားကြည့်အောင်ကျွန်တော်ခုနက robot taxi ဖြစ်တဲ့ EvaCat အကြောင်းလေးပြောပြီးတော့သူ့ရဲ့အနောက်မှာပေါ့နော် intelligent city တွေပြီးလို့ရှိရင် intelligent platform တွေကို prototype ပြထားတာတွေတော့ရှိတယ်ဒါပေမဲ့လက်တလုံးဝင်ကြည့်လို့မရလို့နောက်တစ်ခုဖြစ်တယ်ကျွန်တော်တို့ Geely ရဲ့ Galaxy Boot လေးကိုရောက်ရှိနေရပါဖြစ်ပါတယ် Geely Galaxy Boot မှာဆိုလို့ရှိရင်ကျွန်တော်ကနှစ်ပိုင်းခွဲပြောလို့ရတယ်ပေါ့နော်ကျွန်တော် sedan နဲ့ SUV ဆိုပြီးတော့နှစ်မျိုးခွဲပြောလို့ရတယ်ကျွန်တော်တို့သူ့မှာတော့ sedan ကကားနည်းနည်းလေးပုံများတယ်အင်းမှာကျွန်တော်တို့ Galaxy 5 6 7 8ဆိုပြီးတော့ရှိပြီးတော့ကျွန်တော်တို့ဒီ SUV မှာဆိုလို့ရှိရင်5 7 9ဆိုပြီးတော့ရှိတယ်ပေါ့နော်လက်တလုံးမှာတော့ဒီမှာဘာတွေပြသထားလဲဆိုတော့ကျွန်တော်တို့ Geely ရဲ့ကျွန်တော်တို့ဒီ Galaxy ဟိုမှာဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့Galaxy 6လေးရှိမယ်ဒီဘက်မှာဆိုလို့ရှိရင်7ရှိမယ်ဒီအရှိမပြထားတဲ့6ကော7ကောက plug-in hybrid ဖြစ်တယ်အဲ့ဒီရဲ့အနောက်မှာဆိုလို့ရှိရင်တော့သူက EV တွေတောက်လျှောက်ပြထားတာကိုတွေ့ရပါတော့အဲ့ဒါကိုလည်းသူကနှစ်ကန့်ကိုခွဲပလိုက်တယ်ဒါကတော့ EV ဒါကတော့ plug-in hybrid ဆိုတဲ့သဘောနဲ့နှစ်ကန့်ကိုခွဲပလိုက်တယ်ပေါ့နော် SUV မှာဘာရှိမလဲဆိုတော့579ဆိုပြီးရှိမယ်ပေါ့နော်ဘယ်လို5မှာဆိုလို့ရှိရင် Galaxy E5 ပေါ့နော်ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံကိုဝင်နေတဲ့ EX5 ဆိုတာကတော့လက်ရှိဒီမှာဆိုလို့ရှိရင် Galaxy E5 လေးဖြစ်မယ်7 ပြီးတော့7နဲ့9မှာဆိုလို့ရှိရင် N7 နဲ့ N9 ဆိုပြီးတော့ထပ်ခွဲမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီပေါ့နော် M9 ဆိုလို့ရှိရင်တော့ performance ဖြစ်သွားပြီပေါ့နော်ကားကလုံးဝ luxury ဖြစ်တဲ့ဘက်ကိုသွားပြီးတော့ performance ဖြစ်တဲ့ကားလေးဖြစ်သွားပြီပေါ့နော်ဒီနေ့ပွဲလေးမှာဆိုလို့ရှိရင်လည်းနောက်ထပ်ထူးထူးခြားခြားပေါ့နော်ကားတစ်စီးကိုစပြီးတော့မိတ်ဆက်ခဲ့တယ်အဲ့ကားလေးကတော့ဘာလဲဆိုတော့ Galaxy Starlight 2ဆိုတဲ့ကားလေးကိုစပြီးတော့မိတ်ဆက်လာတာတွေ့ရတယ်အဲ့ဒါလေးတစ်ချက်ကျွန်တော်လိုက်ပြပေးမယ် let's go
ကဲအခုကျွန်တော်နောက်မှာမြင်နေရတာကတော့တိတ်မကြသေးခင်ကမှမိတ်ဆက်သွားတိတ်မကြသေးခင်ဆိုတာအခုနာမှာပေါ့နော်အခုနာမှာမိတ်ဆက်သွားလဲကျွန်တော်တို့ Galaxy Light 2ဆိုတဲ့ကားလေးဖြစ်တယ်ဒီကောင်ကလည်းလုံးဝ performance ကားလေးတစ်စီးဖြစ်တယ်သူရဲ့ look ကိုကြည့်တာနဲ့ကိုလုံးဝ luxury ကားတစ်ခုဖြစ်မှန်းကိုတော်တော်လေးသိတာတယ်သူကတကားဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလုံးဝရင်ခွဲပွင့်လာတဲ့ဒီဇိုင်းမျိုးလေးပေါ့နော်သူရဲ့ share ကိုလည်းကျွန်တော်အဝေးကနေပဲလှမ်းကြည့်လိုက်အောင် share သွားတဲ့ဒီဇိုင်းကလည်းကျွန်တော်တို့ဒီ lighting pattern လေးတွေကိုသွားထားတာပေါ့နော်ကျွန်တော်တို့ Zika 009က style လေးနဲ့တော်တော်လေးစင်တူတာကိုတွေ့ရတယ်သူတို့တွေကကြတော့ JIC ရဲ့အောက်မှာပဲရှိတာဖြစ်တဲ့အတွက်ဒီဇိုင်း concept လေးတွေမှာတချို့နေရာလေးတွေမှာနည်းနည်းလေးတူတာမျိုးလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကစီစဉ်ဖြစ်ပြီးတော့တော်တော်လေး luxury နဲ့ performance ဘက်ကိုသွားထားတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒါလေးကတော့ဒီနေ့မှာစပြီးတော့မိတ်ဆက်လာတဲ့ Galaxy Light 2ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဗျာဟိုဘက်မှာတခြားကားလေးတွေရှိသေးတယ်နည်းနည်းလောက်ထပ်သွားကြည့်အောင်ကဲဒီမှာတော့မြင်တဲ့အတိုင်းပဲ plug-in hybrid တွေဖြစ်တဲ့ကျွန်တော်တို့ဒီ Galaxy 7 တွေရှိမယ်8တွေရှိမယ်နှစ်စီးလုံးကတော့စီနေဖြစ်မယ်ပေါ့နော်ဟိုအနောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Galaxy L ဆိုပြီးတော့တစ်စီးတွေ့ရရပေါ့နော်ဒီကောင်ကကြတော့ကျွန်တော်တို့ SUV ဖြစ်မယ်နောက်ပြီးလို့ရှိရင်သူက HEV ဖြစ်တယ်ပေါ့နော် hybrid EV လေးဖြစ်တယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်းတစ်စီးပါရှိသေးလဲဆိုတော့ sorry လူကနည်းနည်းလေးများတယ်ဗျာဒီနေ့က media day ဖြစ်တာဆိုတော့နိုင်ငံတကာက media တွေကလည်းလာပြီးတော့ဒီမှာလာပြီးတော့သတင်းယူကြရတယ်ညားရပေါ့နော်အဲ့တော့လူကနည်းနည်းလေး crowd ဖြစ်နေတယ်ဟိုမှာဆိုလို့ရှိရင်လည်းကျွန်တော် Galaxy ရဲ့7ပေါ့နော် Galaxy ရဲ့7ကိုမှကျွန်တော် plug-in hybrid လေးဖြစ်မယ်သူကလည်းကျွန်တော်တို့က SUV ဖြစ်တယ်ပေါ့နော်ဟိုနောက်မှာနောက်တစ်စီးစီသေးတယ်လက်ပြဒီကောင်လေးကတော့ Galaxy I ပေါ့နော်သူကစီတင်ဖြစ်သွားပြီးတော့သူကလည်း hybrid EV ဖြစ်တယ်ပေါ့နော်ဟိုဘက်မှာဆိုလို့ရှိရင် Xiaomi တွေလည်းရှိမယ်ကျွန်တော်တို့ဟိုမှာတွေ့ရတဲ့ E5 ပေါ့နော်မြန်မာနိုင်ငံကိုဝင်လာတဲ့ EX5 ကိုပေါ့နော်ဒီမှာတော့ E5 အနေနဲ့ပြသထားရလဲတွေ့ရတယ်ပေါ့နော်ဒါလေးကတော့ဒီပေါ့နော် Geely ရဲ့ Galaxy Boom မှာပြသထားတဲ့ကားလေးတွေပဲဖြစ်ပါတယ်ဗျာကဲဒါလေးကတော့ Geely ရဲ့ E5 ပေါ့နော်လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ EX5 ဆိုတာကဒီကားလေးပဲဖြစ်တယ်ဒီနိုင်ငံမှာတော့ E5 လို့ခေါ်တယ်ကျွန်တော်မြန်မာနိုင်ငံကိုရောက်သွားတဲ့အခါမှာတော့ EX5 လို့ခေါ်တာပေါ့နော်ဟိုဘက်မှာနောက်ထပ်ကားလေးတွေရှိတယ်ထပ်သွားကြည့်အောင်ဒီဘက်မှာဆိုလို့ရှိရင်တော့ Geely ရဲ့ M7 တွေတွေ့ရမယ်ဟိုဘက်မှာဆိုလို့ရှိရင် M9 တွေတွေ့ရမယ်ပေါ့နော်ဒီနှစ်စီးလုံးကတော့တကယ်ကို performance ဖြစ်ပြီးတော့ luxury ဘက်ကိုသွားတဲ့ကားနှစ်စီးလေးဖြစ်တယ်ဒါလေးတွေကတော့ဒီတစ်ခေါက် Beijing Motor Show မှာ Geely ကပြသထားတဲ့ကားလေးတွေပဲဖြစ်ပါတယ်Geely ကတော့သူ့ရဲ့ရည်ရွယ်ချက်အတိုင်းပေါ့နော်2025နောက်ပိုင်းမှာသူဘာတွေလုပ်ဖို့ရည်ရွယ်ထားလဲဆိုတော့ပို့ပြီးတော့ intelligence refine ဖြစ်တဲ့ကားတွေကိုလူတိုင်းစီးနိုင်အောင်ရည်ရွယ်ချက်နဲ့ကားတွေဆိုလို့ရှိရင်တေချာလေးကို develop လုပ်ပြီးတော့မိတ်ဆက်လာတာလည်းတွေ့ရတယ်ပေါ့နော်ဒါလေးကတော့ Beijing Motor Show မှာ Geely ကပြသထားတဲ့ကားလေးတွေပဲဖြစ်ပါတယ်ကြာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြအောင်ပေါ့ကျွန်တော် Just Right ကထချုံးပါ